ဒီနေ့ကတော့ကျမရဲ့ဇပွဲတို့စကိတ်အတုံးချမဲ့နေ့ရောက်ရှိလို့လာပါပြီ။ဘာလို့လဲဆိုတော့ They ask you how you are, you just have to say that you're fine when you're not really fine, but you just can't get into it because they would never understand. မြင်တဲ့အတိုင်းပဲကျမအခန်းကပန့်ကာကမဲတူချိတ်ကတ်နေတော့ကျမမဖြစ်မနေဆေးရမယ့်အချိန်ရောက်ရှိလို့လာခဲ့ပါတယ်။ဒီမှာနေတာမှ3လပဲရှိသေးတယ်။အဲ့ဒီအချိန်တွင်ဘယ်ကနေဘလို့မဲတူသွားမှန်းကိုကျမစဉ်းစားလို့မရဘူး။အဲ့ဒါနဲ့ဘလို့မှမရတော့အသက်ရှူတိုင်းလုံးဝဖုန်ထိုင်ရှူနေရတယ်လို့ဖြစ်တော့မခံနိုင်တဲ့အဆုံးကျမထဆေးလိုက်တယ်ပေါ့နော်။ကျမလိုမျိုးကိုအခန်းကပန့်ကာကိုမဲတူရတော့မထားကြပါနဲ့ဒါကျမရတော့လုံးဝမကောင်းကိုရဲ့အခန်းလေးဝင်လေးထွက်ကောင်းလေလို့ဆိုအဲ့လိုမျိုးအဓိကကြားတဲ့ပန့်ကာတွေကအစားတန့်နေဘူးလို့လေပေါ့နော်။အားကြောင့်မို့လို့ကျမရဲ့ဒီရနာမှာ3လကျော်လောက်ခဲ့တဲ့ဇပွဲတို့စကိတ်ဒီနေရာမှာအတုံးချလိုက်ရပါတယ်။ဒီတော့မှဆိုရင်ဇပွဲထိုးတာဇပွဲတို့တစ်ခုတည်းမဟုတ်ပေါ့နော်။ဆာဗာတစ်ခုတည်းမဟုတ်ဘူးအဲ့လိုမျိုးပန့်ကာတွေပါတယ်လည်းအများနဲ့စစ်ကတယ်ပေါ့နော်။အဲဆိုကျမတို့ဆိုင်ရလူတွေကတော့ဖုန်ထိုင်ရှူနေရမှာစိုးလို့ပါရှင်။ဆေးရတာနည်းနည်းဆိုတာမြန်မြန်မတန်ပါဘူး။ကျမပန်းကာကိုဖြုတ်ထားလို့ပလဲနေတဲ့ဖုန်တွေကိုလည်းတစ်ပက်စီပြန်ပြီးတော့လှဲရပါသေးတယ်။ပန်းကာဆေးပြီးဆိုတော့နေပူထဲမှာခဏထားပြီးတာနဲ့အဲ့လိုမျိုးတစ်ရှူအချောင်းနဲ့ရေစင်အောင်တုပ်ပေးရမယ်မဟုတ်ရင်ရောကျမပန်းကာတက်နေရင်တခါတည်းခွိသွားမှာပါ။ဒါပေမဲ့ကျမရဲ့စပွဲထိုးလို့ရတာကိုကျွမ်းကျင်နေပြီးသားအလုပ်ဆိုတော့ဘာမှတော့စိတ်ပူနေစရာမလို very independent ပေါ့နော်။ရီးစားမရှိရတယ်မပြောနဲ့အဲ့လိုမျိုးကိုယ်တိုင်တက်ဖြုတ်ကိုယ်တိုင်တက်စီနဲ့အဲ့လိုပဲနှစ်ပါးသွားနေခဲ့တာကျမဘဝကဒီလိုကျမအဲ့ဒီပန်ကာစီးနေရင်လည်းအလုပ်ကိုအရန်တတိယနေပေါ့နော်အဲ့ဒီကလုပ်ဖို့ကင်ဖက်တွေတော်တော်လေးကိုကူညီပေးခဲ့ကြတော့အရန်လွမ်းတယ်တို့တွေကိုလည်းအဓိကအလွမ်းဆုံးကတော့အဲ့ဒီကပိုနေတဲ့ delivery ကိုအကိုကြီးချော်လေးကိုအလွမ်းဆုံးပါပန်ကာတွေဘလက်တွေအကုန်လုံးရေချောင်းတုပ်ပြီးဆိုရင်အဲ့ဒီမှာတခါတည်းတက်ရုံပဲပေါ့နော်တက်တာကလည်းဘာမှမခတ်ပါဘူးအဲ့ဒီဟာလေးကိုသူ့ရဲ့နေရာတကြအဝင်ကွင်ကြားဖြစ်အောင်တက်ရုံပဲအရှိကကျမသားကတော့သူရေချိုးပန်းနဲ့ဝင်ပြီးရေတောက်ချင်တော့မှဂလန်ခဆန်လုပ်နေတာကျမတော့မဖွင့်ပေးနိုင်ပါဘူးကိုကလှုပ်ရှားရတဲ့ကြားတယ်သူကတမကျမမရှိရင်သူကကျမအခန်းပေါ်နာကတ်တယ်ကတ်ချွဲကြောင်ပါပန်ကားလည်းတက်ပြီးပြီဆိုတော့ကျမမီးပလက်ပြန်ဖွင့်ပြီးတော့စမ်းပြီးတော့ဖွင့်ကြည့်မယ်ပေါ့နော်တကယ်ကဒီပန်ကာဆေးဖို့ကျမအရှိန်ယူနေတာက2ပတ်လောက်ရှိပြီပေါ့နော်ကျမရောကျမအခန်းပေါ်အမရောဆောင်းပွဲတွေနဲ့နှစ်ပန်းလုံးနေကြတော့အခုမှပဲတခြားဆေးဖြစ်တော့တယ်ပန်ကာလေးကတန့်ရှင်းသွားတော့ကိုယ့်ရဲ့အခန်းရဲ့လေဝင်လေထွက်ကလည်းအရန်ကောင်းပြီးနေလို့ကောင်းသွားတယ်ပေါ့နော်အလုပ်ကတစ်ခါလုပ်ပြီးမပြီးနိုင်အဲ့လိုပဲလိုက်ရှင်းနေရတာခုနကပန်ကာရေတုပ်ထားတဲ့ဟာတွေကျမတပြည့်စီပြန်လဲရပြန်ရောလုပ်စီရရှိရလုပ်ပြီးပြီဆိုတော့ကျမတို့ထမင်းစားပြီးတော့ရုပ်ရှင်ကြည့်ပါပြီဒီနေ့ဗီဒီယိုတော့ပါပဲကြည့်ပြီးတော့ကျေးဇူးများကြီးကျမတွေ Thanks for watching bye bye